Hello ဒီနေ့မှာဒီချိန်ကလက်ထက် A လေးနဲ့ပတ်သက်တဲ့ vocabulary ကိုထပ်ပြီးတော့သင်ပေးမယ်နော်။အရင်ဗီဒီယိုလေးမှာတော့ကလည်း telephonic keyword မှာပါဝင်တဲ့လက်ထက် A လေးရဲ့ vocabulary လေးကိုဒီချိန်သင်ပြီးသွားပြီ။ဒီနေ့မှာလည်းထပ်ပြီးတော့ vocabulary တွေကိုထပ်ပြီးတော့ဒီချိန်နဲ့တူတူလေ့လာကြည့်ကြမယ်နော်။ Okay, let's start. A is for ox. 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 A is for apple. 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 Next one. A is for M. 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 A is for arrow. 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 A is for alligator. 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 A is for ant. 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 A is for avocado. 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 A is for angry. 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 A is for anchor. 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 A is for ambulance. 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 Okay, ဒါဆိုရင်ဒီလက်ထက် A လေးနဲ့ပတ်သက်တဲ့ vocabulary တွေကိုရသွားပြီလို့ဒီချက်ထင်ပါတယ်เนาะဒါဆိုရင်ပို့ပြီးတော့ရသွားအောင်လို့ဒီပုံလေးတွေနဲ့ picture လေးတွေနဲ့တွေ့ထားတဲ့ဒီ vocabulary တွေကိုပြန်ပြီးတော့လေ့လာကြည့်ကြပါเนาะနောက်တဲ့ video တွေမှာလည်းဒီချက်က phonics group 1 group 2 group 3အကုန်လုံး group တွေအကုန်လုံးရဲ့เนาะအတန်လေးတွေနော် sound လေးတွေ poem လေးတွေ story sound လေးတွေ story လေးတွေကိုဒီချိန်ကတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ video လေးတွေမှာဆက်ပြီးတော့တွေ့ကြမယ်နော် Okay bye bye